လူစတော်များအလုံးလုံးနေနေစိတ်ထဲမှာမေးခွန်းတစ်ခုကိုမကြခဏမေးတတ်ကြတယ်ငါတူလို့ရင်လူတွေဘယ်လိုထင်မလဲငါပြောလိုက်ရင်မှားသွားမလားမောင်မြင်ငါ့ကိုဘယ်လိုမြင်ကြမလဲဒီစိတ်ဖိစီးမှုတွေကအလုံးလုံးတဲ့လူတိုင်းမှာတစ်ခါမကဖြစ်တတ်တယ်ဟုတ်မှာအလုံးမှာ idea ကောင်းတစ်ခုရှိပြီမဲ့မီဒီယာထဲမှာပြောရတဲ့သူရှိတယ်မမှန်ရင်ဘယ်လိုလုပ်မလဲလက်မခံရင်ဘယ်လိုလုပ်ဖြစ်မလဲဒါတော့တက်တိလေးနေနေအချိန်ကိုဖြတ်တန်းသွားတယ်ဒါပေမဲ့အချိန်ကြာတဲ့အခါအဲ့ idea ကိုအခြားလူတယောက်ကပြောလိုက်တာတွေ့ရတယ်အဲ့ဒီချိန်မှာနာကျင်ဆုံးကငါအချိန်ကပြောခဲ့ရင်ဘာဖြစ်မလဲဆိုတဲ့အတွေ့ပဲအဲ့ဒီချိန်မှာတစ်ခုကိုသိလာတယ်လူတွေကဘာထင်မလဲဆိုတာကိုငါတို့ထိန်းချုပ်လို့မရဘူးဒါပေမဲ့ငါဘယ်လောက်စူးစမ်းမလဲငါဘယ်လောက်တေချာပြင်ဆင်မလဲဆိုတာကိုတော့ငါထိန်းချုပ်လို့ရတယ်လူတိုင်းကိုကျင့်အောင်လုပ်ဖို့စူးစမ်းနေရင်ကိုယ့်ကိုယ်ပဲပြင်မဲလိမ့်မယ်အဲ့ဒါအယူပဲဒါကြောင့်အလုံးမှာအကောင်းဆုံးစဉ်းစားအကောင်းဆုံးပြင်ဆင်ပြီးရင်လုပ်မှရင်ပြင်လို့ရတယ်မလုပ်ဘဲနေရင်ဘာမှမဖြစ်ဘူးဘယ်လိုတွေပါထင်နေရေးမဆိုင်နေတော့ကိုယ့်ရဲ့လုပ်ကိုကိုယ်ပဲတာဝန်ယူရမယ်ကိုယ့်ရဲ့လမ်းကိုယ်ပဲရှောက်ရမယ်နောက်ဆုံးမှာကိုယ့်ကိုယ်လေးစားနိုင်အဆင်ပြေပြီအဲ့လောက်ဆိုလုံလောက်ပြီ